ကျမလည်းကျွဲမကြည့်အောင်ပေါ့ကျမဓာတ်ပုံကိုကြည့်ရမလို့ထမင်းအိုဖင်ကိုကြည့်တော့မူပါကိုမဲမဲတဲတဲမို့လို့လေကျမဓာတ်ပုံကိုပြရမလို့ဒီအိုဖင်ကိုကြည့်တော့မူပါအကိုအိမ်နှင်းသရုပ်ဆောင်ဘလို့ပြောတာခလေးသရုပ်ဆောင်ဆိုသူများအောင်မကြည့်ဘူးအိမ်နှင်းသရုပ်ဆောင်အိမ်ကလူတွေ family ကကြလေမျက်မုံးတွေကျိုးတာအချောက်ကိုပြောနော်မရှိပါဘူးတကယ်ပြောတော့ခုနအပျော်ပြက်ပြောသူတို့အိမ်ကကြတော့လေဦးလေးရတယ်မိမရှာဆိုတော့ဟိုအမေမောင်ဝန်းခွဲတယ်မိမရှာဆိုအမေတို့ကနားလေတယ်စပြီးတော့ဖြစ်တည်မှုတွေရတယ်လက်ခံပေးတယ်အဲ့တော့ဟိုဘာလုပ်ချင်လဲဆိုတာလဲလမ်းဖွင့်ပေးတယ်ကိုဒါမဲ့10တန်းတော့အောင်ဖြေရမယ်ဘွဲတစ်ခုရအောင်လုပ်ရမယ်အဲ့ rule လေးပဲရှိရကျန်တာဘာမှအမေတို့မှာစီမင်းစီကံမရှိဘူးကိုသားသမီးဒါဖြစ်လို့ဆိုပြီးလည်းမရှိဘူးအမေတို့ကပိုးတော်ဂုံပြူသေးတာကြီးလိုက်သူများလို့စလိမတောက်ရမ်းမတောက်ဘူးလေဘာဖြစ်လဲနေပါစေဒီတိုင်းခလေးနေပါစေအဲ့လိုမျိုးတော့ပါတယ်ဟုတ်မိုင်ဆောင်ခတောင်ကြီးမြို့ကစိတ်ချစ်သူတို့ရေတောင်ကြီးမြို့စိန်တဲ့ကြောက်တဲ့အထူးရောင်းပွဲတော်ကြီးကိုအောက်တိုဘာလ16ရက်နေ့မှ19ရက်နေ့ထိတောင်ကြီးမြို့မှာဈေးရှိမှရှိတဲ့ City Square Shopping Center မှာကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးပေါ်ဒီဇိုင်းများဖြစ်တဲ့စိန်တဲ့ကြောက်တဲ့များကိုဥကျော်ရင်မတ်ထဲက shopping ဈေးပြင်ဘာဝဲအမြင့်ဆုံး20%ထက်ဆောင်ကန်တူခွင့်များ2နှစ်ပြည့်ပါက2%3နှစ်ပြည့်ပါက3%4နှစ်ပြည့်ပါက3%5နှစ်ပြည့်ပါက9%အမြင့်အများဆုံးပြန်ပေးမဲ့အစီအစဉ်ကြီးလုံးဝမရှုံးတဲ့ရာသက်ပံအလဲ0%နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မဲ့ပြင်တန်မိုးကြီးအိမ်သုံးရစ်ပစ္စည်းများကိုလည်းတစ်ခုဝယ်တစ်ခုမြတ်တာလက်ဆောင်အနေနဲ့ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ပွဲကြီးမှာလည်းနိုင်ငံကျော်အနုပညာရှင်များပါဝင်ဖျော်ဖြေပေးသွားအောင်မှာဖြစ်တာကြောင့် Lucky Diamonds မြန်မာရှိနေမဲ့တောင်ကြီးမြို့က City Square Shopping Center ကိုဆက်ကြွလိုင်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။အစကလည်းသူတို့မာကြီးဆန်တို့လင်းတို့ကဒီလိုကာဘူးတယ်ပြီးတော့ကွတ်တမိုင်ဆောင်းမွန်းနဲ့ဆိုလဲဟိုဒီလိုသာအငိမ့်ခွင်သာမကာဘူးတာဟိုပြဆက်တွေဘာလဲကောက်ဘူးရပေါ့နော်အများကြီးလည်းစုံပစ်တယ်ဆိုတော့ဒါအကိုလုံးမယ်ဆိုတော့ဒါပြီးတော့တက်တက်ရအောင်အစီအစဉ်ဆိုတော့လဲပို့ပြီးတော့ပါဝင်ဖြစ်တာပါဟောအငိမ့်ဆိုတော့လေအရန်ပေါ့ကိုပြီးတော့ direct live ဟိုတကယ်တမ်းဒါသူ့တော်မှာဒါရိုက်ကူးရေးပေါ့နော်တကယ်တမ်းအပြင်မှာကရတဲ့ဟိုဇက်စပင်လောကသားဆိုပိုပင်မန်းမှာပေါ့ပြီးရင်အောက်မှာလည်းပြိတ်တက်ကရှိတော့အမှားရင်လည်းမခံဘူးပေါ့နော်ဒါကိုဆိုမိုင်းဆိုပြန်ရေးလို့ရတယ်ဆိုတော့အရန်လည်းပင်မန်းတယ်ပြီးတော့ဟိုကြည့်လိုက်ရင်သာကြည့်ရလူတွေကခဏလေးပဲမဲ့တကယ်တမ်းဟိုဒီဇက်တပင်လောကတကယ်အငိမ့်မင်းသမီးကြီးတွေဒီကတဲ့မင်းသားတွေမင်းသမီးပေါ့နော်တကယ်ပါဝင်တဲ့လူတွေအကုန်လုံးတကယ်ကိုတော်တော်စူးစမ်းဒီအငိမ့်ကဆိုလဲခွင်ထိုင်ရတာလွယ်တာမဟုတ်ပေါ့နော်သူတို့တွေကတော့ဒါ2ရက်လောက်နဲ့အားချင်းတင်တယ်ပြီးတော့နည်းနည်းလေးအဆင်ပြေအောင်လေးကလိုက်တာပဲရှိတာဟိုကရတဲ့ထဲထဲမပါဘူးပေါ့နော်တိတ်လည်းအဆင်မပြေဘူးပေါ့ကိုယ့်ကိုယ်တော့အားမရပါဘူးဟုတ်မလွယ်ပါဘူးဒီခွင်ထိုင်ရတာတွေခြေချိုးလက်ချိုးရတာညီမရဲ့သပင်ပညာအရန်ကိုခက်ခဲနေပါတယ်အမှုပညာပေါ့နော်ဒါကလည်းအမှုပညာဆိုဟိုတော်တော်ကိုခက်ခဲပါတယ်ဟိုလုံးကြည့်မှပဲသိတာပေါ့နော်ပြီးရင်ဒီခါးတွေခြေထောက်တွေဆိုနာနေရပဲကိုယ်တွေဆိုဒါမှ2ရက်ပဲရှိသေးတယ်အများရန်ကားတဲ့လူတွေဆိုပိုဆိုးမှာပေါ့လေဟုတ်ပါပေါ့ငယ်တော့ကျမတို့ဘရုံမာခွင်းလေစမ်းချောင်းဘရုံမာခွင်းမှာဆိုအများရန်ဒီခုဘောလုံးခွင်းမဖြစ်ခင်ဆိုအရင်တော့ဆိုပွဲတွေအများရန်ကိုယ်တွေကလေးဘွား10တန်း10နှစ်17နှစ်12နှစ်အဲ့လောက်တွေထိရဆိုဇက်တွေပွဲတွေတွင်းတယ်လေကိုသိန်းစောကိုမိုးဝင်းစသည်ဖြစ်မော်လေပွဲတွေလာအမေတို့ကလည်းပွဲကြိုက်တဲ့ထဲပါတော့ဒီခါတော့ပွဲပဲရှိတာဟုတ်ညာလုံးမုတ်တွေတွားကြည့်ကြလေဂျိုင်းကြိုင်ငယ်နဲ့စားစရာတောက်စရာကြီးတဲ့တယ်အဲ့လိုမျိုးတွားကြည့်ရဆိုငယ်တော့အမေတို့နဲ့အမြဲပါဘူးတဲ့အသက်ကြီးလာတော့ကြာလဲအရွယ်တစ်ခုရောက်လာမိတ်ကက်ဆရာဖြစ်တော့လဲဟန်စာတို့လိမ့်ပေးဖြစ်တယ်ပြီးတော့ကိုဆွမ်းတို့လိမ့်ပေးဖြစ်တယ်လိမ့်ပေးနဲ့ပဲကြည့်ဖြစ်တယ်ပေါ့လေဝါသနာပါပါတယ်ကြိုက်ပါတယ်ညိမ့်မင်းသမီးတွေဆိုလို့ရှိရင်ကြိုက်တာတော့ပန်ထရာတင်နေမြင့်တို့ပါလို့ဆိုလို့ရှိရင်သူဆိုတဲ့တခြင်းတွေကမိန်းမရှာတွေဘွားနဲ့လဲဟို asset တယ်ကြိုက်တယ်ပေါ့နော်ပြီးတော့ကျတော့သူတို့ကတာလေးဆိုတော့ညင်ညင်ညံညောင်းလေးတွေပေါ့နော်ပြီးရင်နောက်ဆိုငငယ်တော့6ခက်ရဆိုမြင့်မြင့်ကြီးတခြင်းတွေနဲ့လေကခဲ့ရတာအဲ့လိုစောင်းကြီးတွေကိုခြုံတာတို့အမျိုးကခဲ့ရတယ်ပေါ့နော်နောက်ပိုင်းလဲခိုင်စင်သင်းတို့ပါဟုတ်ပေါ့လေအကုန်လုံးကြိုက်ပါတယ်ဘာလို့ဆိုကြိုက်တယ်ဆိုပေမဲ့လည်းအဲ့လောက်ခက်ခဲမှမထင်ဘူးကိုယ်တိုင်ကတော့မှအော်ဒီညိမ့်မင်းသမီးရဲ့ live ကြီးကတော်တော်ပင်မန်းပါလားပင်မန်းတယ်ဆို live စကားတဲ့ဟာကိုပြောတာနော်တော်တော်ပင်မန်းတာသူဆိုအော်ဒီခွင်ထိုင်ရတာပင်မန်းတာပြီးရင်သူတို့ဆိုဇက်တိုက်တွေတဲ့မှာ non story ကရတာဆိုတော်တော်ပင်မန်းတာဒါသူတို့တော်တော်အမှုပညာကိုချစ်လို့နော်အော်ငကိုရကအပြိုပါရှင်အော်မဟုတ်ပါဘူးအဲ့လိုမျိုးလည်းမရှိပါအဲ့ဒါတော့မသိဘူးနော်ကိုကဒီလောကရဲ့ခွင်တွေတပင်တွေတော့မသိဒါပေမဲ့အကုန်လုံးကတော့စင်မော်ရောက်ပြီဆိုရင်ကိုယ့်ရဲ့အပူတွေတောကတွေပျော်ရွှင်မှုအကုန်ထားခဲ့လိုက်ကိုယ့်ရဲ့ဖျော်ဖြေတင်ဆက်မှု entertainment အတွက်ကိုပဲအားလုံးအားစိုက်ရမယ်လို့ထင်တယ်ဘာလို့ဆိုကားကွက်တွေစီးကွက်တွေစီးချက်တွေညီဖို့ကရတာဆိုတော့လေအရန်ကိုခက်ခဲနေနေပါတယ်ဟုတ်ကားတာပေါ့အမလေးကျမတို့ဆိုတပတ်တွေဆိုတာအိမ်မှာသပင်းအရှည်လုတ်ပြီးတော့အမလေး
ထထမိုးရဲ့ mission ဘူးဆိုတာကျမတို့မမကြီးထက်လေဘယ်လိုပြောအသက်မမကြီးထက်ဆိုလို့ရှိရင်အန်တီထက်တို့ပေါ့အန်ထက်တို့ဆိုအသမီးဆိုအဲ့လို mission ဘူးတွေပါဆိုလဲအဲ့လိုရှမ်ဘူးပေါ့ဒွေရိုးနဲ့ဆိုချစ်လို့ကြည်စဲပေးသွားတယ်ဘာဖြစ်လဲဆိုတရားတို့ဟာဆိုလဲအဲ့လိုမျိုးစုံကသပင်တွေတက်တယ်ကရတယ်ဆိုတော့ဒါအဲ့တော့လေကိုယ့်ရဲ့အမှုပညာဝမ်းတွင်းပိုးတွေပေါ့လေအိမ်တွင်းသရုပ်ဆောင်ဘယ်လိုပြောတာခလေးသရုပ်ဆောင်ဆိုသူများကမကြည့်ဘူးအိမ်တွင်းသရုပ်ဆောင်အိမ်ကလူတွေ family ကတ်ကြလေမျက်မုံးတွေကျိုးတာအချောက်ကိုပြောနော်မရှိပါဘူးတကယ်ပြောတော့ခုနအပျော်ပြက်ပြောသူတို့အိမ်ကကြတော့လေဦးလေးရတယ်မိမရှာဆိုတော့ဟိုအမေမောင်ဝမ်းခွဲတယ်မိမရှာဆိုအမေတို့ကနားလေတယ်စပြီးတော့ဖြစ်တည်မှုတွေရတယ်လက်ခံပေးတယ်အဲ့တော့ဟိုဘာလုပ်ချင်လဲဆိုတာလဲလမ်းဖွင့်ပေးတယ်ကိုဒါမဲ့10တန်းတော့အောင်ဖြေရမယ်ဘွဲတစ်ခုရအောင်လုပ်ရမယ်အဲ့rule လေးပဲရှိရကျန်တာဘာမှအမေတို့မှာစီမင်းစီကံမရှိဘူးကိုသားသမီးဒါဖြစ်လို့ဆိုပြီးလည်းမရှိဘူးအမေတို့ကပိုးတော်ဂုံပြူသေးတာကြည်လိုက်သူများလို့စလိမတောက်ရမ်းမတောက်ဘူးလေဘာဖြစ်လဲနေပါစေဒီတိုင်းခလေးနေရနေပါစေအဲ့လိုမျိုးတော့ပါတယ်ဟုတ်ပြင်နာတော့ကိုရီးယားတပည့်ပဲပေါ့နော်ပင်တိုင်းသူ့မိတ်ကပ်လိမ့်နေဆိုအမြဲလိမ့်ပေးတယ်မိတ်ကပ်ကတိပေါ့ကိုတပည့်ပဲအတူနေပါတယ်အဲ့တပည့်လေးနဲ့လိမ့်ပါတယ်သူကတော့အမြဲသူ့ရဲ့ဒီရုပ်ရှင်မဲ့ရိုက်ဒီလိုဇလန်တွေပဲဖြစ်ဘာဖြစ်ပေါ့နော်သူအမြဲလုပ်ပေးတယ်ဒီဇိုင်နာကတော့လာမင်းကိုကလည်းအမြဲအဲ့လိုပဲကိုဘာပဲပွဲတက်ဆရာရှိအဲ့လိုကိုအမကိုစင်တယ်ပေါ့နော်ငွေကြေးအဓိကမဟုတ်သူတို့ဆိုလို့ရှိရင်လည်းအမဝင်ပြီးတော့အမကြိုက်တဲ့ဟာဝင်မယ်ဆိုပြီးတော့ကြိုချုပ်ပေးထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူတို့ရဲ့ပြင်ဆင်မှုတွေနဲ့ကိုကအမြဲတမ်းအဆင်ပြေနေပါတယ်ဟုတ်ဒါကတော့ဘိုးဘွားပိုင်ပါဟိုဘိုးဘွားပိုင်ဒါတွင်းတက်ဆိုမီးပုတ်မဟုတ်ပါဘူးရှင်ဒါလည်းကျမလည်းထုတ်ဝေရပါရှိရလေအမွေပေါ့အလကားပြောဆိုင်မှာသတို့သမီးငားတဲ့အတူတွေသတို့သမီးဆွဲခြင်းပြောနော်ကျမလည်းကျွဲမကြည့်အောင်ပေါ့ကျမဓာတ်ပုံကိုကြည့်ရမလို့ထမင်းအိုဖင်ကိုကြည့်တော့မူပါကိုမဲမဲတဲမို့လို့လေကျမတပုံကိုပြရန်မလို့ဒီအိုဒီကိုကြည့်တော်မူပါအကိုကားတယ်ကျွဲမကြည့်အောင်လည်းကားတယ်ဘာလို့ဆိုအဲ့တချင်းကကိုနဲ့တူလို့ကိုကလည်းမဲမဲတဲမလှတဲ့အချောက်ထဲမှာပါတယ်လေအဲ့တော့အဲ့တချင်းလေးနဲ့ကလီချင်းပြီးဆိုကြိုက်တယ်အနီမမာရေးဆိုတာကိုပိုကြိုက်တယ်မူရင်ခရရင်ယောက်ျားတိုင်းကချစ်တယ်ဆိုမူရင်ခရရင်ယောက်ျားတိုင်းကချစ်တယ်ဆိုမူရင်ခရရင်ယောက်ျားတိုင်းကချစ်တယ်ဆိုသူတို့အရင်တော့တချင်းလေးကြာလေတချင်းရဲ့စာလုံးတိုင်းမှာခန်းစားတတ်ရင်အဓိပ္ပာယ်ပါတယ်ဝတ္ထုတွေဆိုတဲ့ဒီလိုပဲဖတ်တတ်ရင်ဖတ်တတ်တဲ့ဟိုsentence တိုင်းမှာအဲ့လိုအဓိပ္ပာယ်လေးပါတယ်ပေါ့နော်အရန်ကြိုက်ပါတယ်။အိုးမပါပါဘူးရိုးရှင်းပါတယ်ဘလို့ဟဲ့ချက်ချင်းကိုယ်လည်းကြတော့မမှုပါဘူးရိုးရှင်းပါတယ်ဟုတ်။အဓိကတော့သူတို့က make up ပညာရှင်တွေဆိုတော့ make up ကိုချစ်လို့လာအဲ့လိုဆိုလို့ရှိရင်တို့သားတို့သမီးတို့အလားဆုံးပြင်ဆင်ပေးမယ်ပွဲတက်တွေပြင်ဆင်ပေးမယ်ပြီးတော့သူဒီထိုင်းနိုင်ငံဘန်ကောက်မှာမန်ဆွမ်ပေါ့နော်ဆရာမန်ဆွမ်ရှိမှာmake up update လုပ်လာတယ်အဲ့ update လုပ်တဲ့ unique kit ပေါ့တကယ်ကိုမှအသားရည်အတိုင်းပေါ့နော် skin care နဲ့ဒီဖြစ်တဲ့ makeup လိန်းကြီးတွေနဲ့အားလုံးကို makeup လိန်းကြီးအသစ်တွေနဲ့လည်းညီမောင်စမ်းကြောင်းကနေကြိုဆိုနေမယ်အားလုံးကိုလည်းညီမောင်စမ်းကြောင်းလိန်းခဲ့တဲ့အရင်ပုံစံအောင်ခုပုံစံအောင်နှစ်ခုစလုံးနဲ့ mix လုပ်ပြီးတော့အကောင်းဆုံးနေ makeup ချက်တဲ့တွေလည်းတင်ဆက်ပေးမယ်ပြီးတော့သူတို့ရိုက်ထားရုပ်ရှင်ကလည်းယုံတင်တော့မယ်ဆိုတော့ရုပ်ရှင်အနုပညာကိုချက်တယ်ဆိုတော့အားပေးလို့ရအောင်စူးစမ်းထားတယ်သူကတော့ကိုဘွားရက်တီမှုတစ်ခုလုံးကိုပြပြရွှင်ရွှင်နဲ့ပဲကိုဝါသနာပါရင်းနဲ့ပဲဖြတ်တန်းမယ်အကယ် make up ကိုချစ်ရင်လည်းအကောင်းဆုံးပြင်ဆင်ပေးမယ်ငွေကြေးအဓိကမဟုတ်ဘူးအနုပညာကိုချစ်တယ်ဆိုရင်လည်းကိုရသလောက်ပေါ့နော်အခုဆိုလို့ရှိရင်ဇက်ကလေးတွေရွေးတယ်ကောင်းတဲ့ဇက်ကလေးဆိုအကောင်းဆုံးရိုက်ကူမယ်ဟုတ်သတင်းကျွတ်ကာလမှာအားလုံးစီးပွားတို့လက်ရှင်ပါစေနေကောင်းကျမ်းပါပါစေအဓိကတော့ကျမ်းမာရဲ့အဓိကဆိုတော့ကျမ်းမာချမ်းသာကြပါစေလို့